မနေ့ကမပြီးလိုက်တဲ့ dress အဆက်လေးလာပါပြီမနေ့ကတော့ပတန်တွေညှက်တာပေါ့နော်ပိတ်စာတွေညှက်တယ်ဒီနေ့ကတော့မပြီးလိုက်တဲ့ညှက်စရာချန်တဲ့ဟာလေးတွေညှက်တယ်ပြီးတော့ချုပ်စရာရှိရာလေးတွေချုပ်တာပေါ့နော်ဒါကတော့အယုတ်ပေါ်မှာအရင်ဆုံးဆင်နေရပါတက်ဆက်လိုက်ပြီးတော့ဒါကတော့ပုံချမ်းလေးထွက်လာပြီပေါ့နော်လောက်ဆိုရင်တော့အင်ကြီးဘလို့ပုံစံဖြစ်မယ်ဆိုတော့စိတ်ကူးရင်လို့ရပြီပေါ့နော်အယောင်လေးအပြင်မှာကျတော့အစိမ့်ပုတ်ရောင်ပေါ့နော်ပုံထဲမှာကျတော့နည်းနည်းပြသလိုလေးဖြစ်နေရပေါ့နော်အပြင်မှာအရင်လှပါတယ်ပုံထဲမှာထက်ဒါကတော့အင်ကြီးအပေါ်ပိုင်းကိုထဲချုပ်နေရပါပြီးတော့အယုတ်ပေါ်မှာပြန်ဆင်ပါတယ်ဒါမပြီးသေးဘူးပေါ့နော်တဝက်တစ်ပိုင်းပဲရှိသေးတယ်ဒါတောင်မှအရင်သဘောကျနေပါပြီ dress ကတယောက်ထဲချုပ်ရတာဆိုတော့ဘလို့မှတရက်နှစ်ရက်နဲ့မပြီးနိုင်ပါဘူးအစားပေါ့နော်ဒီနေ့ကိုချုပ်ပြီးတော့မနေ့ပြန်ချုပ်ပြီးမှပဲအကုန်လုံးပြီးစီးမှပဲပြပေးမလို့ပေါ့နော်ဒါပေမဲ့ဗီဒီယိုကတအားရှည်သွားမှာဆိုလို့ပေါ့နော်ဒီနေ့တဝက်တစ်ပိုင်းပြီးတဲ့ဟာကိုပဲပြန်ပြီးတော့လာပြတာပါမနေ့ပြန်ကြရင်တော့အကုန်လုံးချုပ်ပြီးတော့အကုန်လုံးပြီးစီးပုံလေးပြပေးပါမယ်စိတ်ရှည်လက်ရှည်နဲ့စောင့်ပေးကြသူအားလုံးကိုကျေးဇူးများချစ်တင်ပါတယ်အားလုံးပဲဘိုင်ဘိုင်